မင်္ဂလာပါကျွန်တော်ခုဒီပြင်မှာအင်္ဂလိပ်စကားပြောတဲ့အခါမှာတဘာဝအတိုင်းမြင်မြန်ပြောတဲ့အခါမှာကျွန်တော်တို့မြင်မြန်ပြောလို့ရတဲ့နည်းဖြစ်တဲ့ကျွန်တော်ထီအတန်နဲ့ဒီအတန်ကိုဖျောက်ပြီးတော့အင်္ဂလိပ်စကားပြောနည်းကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီစလုံးကိုကျွန်တော်တို့ not now ဆိုပြီးတော့ကျွန်တော်တို့ not ဆိုပြီးတော့ထစ်ဆိုတဲ့တီတန်ကိုထွက်ဖြစ်နေကျွန်တော်တို့တီအတန်ကိုဖျောက်ပြီးတော့ကျွန်တော်တို့ not now ဆိုပြီးတော့ပြောလို့ရပါတယ်အခုမဟုတ်ဘူး not now အခုမဟုတ်ဘူးဖြစ်ဆိုတဲ့တီတုံမထွက်ခင်ဒါထွက်မဲ့အစဲစဲမှာအတန်ကိုရက်လိုက်ပြီးတော့နောက်ကအတန်နဲ့နောက်ကစလုံးနဲ့ဆက်ပြီးတော့ပြောရတာဖြစ်ပါတယ် not now not now ကျွန်တော်ဒီစလုံးကိုလည်း wait a minute လို့မပြောဘဲနဲ့ကျွန်တော်ဘယ်လိုပြောလိုက်ရလဲဆိုရင်ဒါ wait a minute 10 မိနစ်လောက်စောင့်ပါ wait a minute ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ wait ဆိုပြီးတော့ကျွန်တော်တို့ထစ်ဆိုတဲ့တီတန်ကိုထွက်ဖက်နဲ့ကြာအတန်ကိုရက်လိုက်ပြီးတော့နောက်ကစလုံးနဲ့ဆက်ပြီးတော့ပြောရတာဖြစ်ပါတယ် wait a minute ပြီးတော့ဒီစလုံးကိုလည်းကျွန်တော်တို့ stop it လို့မပြောဘဲနဲ့ကျွန်တော်တို့ဘယ်လိုပြောလဲဆိုရင် stop it ကျွန်တော်တို့ it ဆိုတဲ့အတန်ကိုဒါတီအတန်ကိုမထွက်ခင်ကျွန်တော်တို့ထွက်မဲ့နေရာမှာကျွန်တော်တို့အတန်ကိုရက်လိုက်ပြီးတော့ပြောရတာဖြစ်ပါတယ် stop it အဲ့ဒီမှာရက်လိုက်ပါပြီးတော့ဒီစလုံးကိုလည်းကျွန်တော်တို့ get it လို့ပြောဘဲနဲ့ကျွန်တော်ဘယ်လိုပြောလဲဆိုရင် get it ကျွန်တော်တီတန်မထွက်ခင်ကျွန်တော်ထစ်ဆိုတဲ့အတန်ကိုမထွက်ခင်ကျွန်တော်ရက်လိုက်ပြီးတော့ get it ဆိုပြီးပြောတာဖြစ်ပါတယ် get it အဲ့ဒီအရာကိုယူလိုက်ပါပြီးတော့ဒီအရာကို what are you doing လို့ပြောပဲလေကျွန်တော်တို့ဘယ်လိုပြောလဲဆိုရင် what are you doing ပြီးတော့ဒီစလုံးကို don't do that လို့ပြောပဲလေကျွန်တော်ဘယ်လိုပြောလဲဆိုရင် don't do that အဲ့ဒီအရာကိုမလုပ်နဲ့ပြီးတော့ဒီစလုံးကိုလည်း I don't know လို့ပြောပဲနဲ့ကျွန်တော်ဘယ်လိုပြောရလဲဆိုရင် I don't know ကျွန်တော်တီတန်ကိုဖတ်ခင်အတန်ကိုရက်လိုက်ပြီးတော့နောက်ကစလုံးနဲ့ဆက်ပြီးပြောတာဖြစ်ပါတယ်ပြီးတော့ဒီစလုံးကို good night လို့ပြောပဲနဲ့ကျွန်တော်တို့ဒါဒီတန်ကိုမထွက်ဖြစ်နဲ့ဒီတန်မထွက်ခင်အတန်ကိုရက်လိုက်ပြီးတော့ဘယ်လိုဖြစ်သွားလဲဆိုရင် good night ပြီးတော့ဒီဟာကို I had enough လို့ပြောပဲနဲ့ကျွန်တော်တို့ did ဆိုတဲ့ဒီတန်ကိုထွက်ခင်တန်ကိုရက်လိုက်ပြီးတော့နောက်ကစလုံးနဲ့ဆက်ပြီးပြောတာဖြစ်ပါတယ် I had enough ဟုတ်ကဲ့ပါကျွန်တော်မျှပေးချင်တာဒီလောက်ပါပဲကျွန်တော်ပြပေးရတဲ့စလုံးတွေကိုစပ်ပြီးတော့လေ့ကျင့်လိုက်ရပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုတက်တဲ့ဆိုရင်အကောက်ကောင်မှာ like လုပ်ရပါဒီလိုဗီဒီယိုမျိုးတွေကိုဆက်ပြီးပြပေးတဲ့ဆိုရင်အကောက်ကောင်မှာ yes လုပ်ရပါ so နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် see you in the next video bye bye